Oh, kinshuu, oh, kinshuu, oh, kinshuu, kinshuu, ကိုလိုကိုချစ်ပါလေဒီမှာနိုင်ငံတော်အသက်တာဖို့အရေးတကြီးဖြစ်တော့ဆူတောင်းခြင်းပေါ့နော်ဆူတောင်းခြင်းကဘာကြောင့်အရေးကြီးပါသလဲယနေ့ကျွန်တော်တို့နိုင်ငံတော်အသက်တာ၌အသက်ရှင်တတ်ဖို့လို့ငါယနေ့အတင်းတော်ကာလ၌အေးကျေးဇူးတို့ခိနိုင်ယနေ့ကျွန်တော်တို့နိုင်ငံတော်အသက်တာကိုအသက်ရှင်တတ်ဖို့လူဆူတောင်းခြင်းကအလိုအရေးကြီးပါတယ်ဘာကြောင့်လဲဆူတောင်းခြင်းကဝိညာဉ်ရေးစစ်ပွဲဖြစ်တယ်ကျွန်တော်ဆူတောင်းခြင်းကဂျန်တူတွေကိုစာတမန်နာတွေကိုတိုက်ထုတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဆူတောင်းခြင်းကကျွန်တော်တို့အင်မတန်မှအရေးကြီးရပါတော့ဆိုတော့ဆူတောင်းတာကဘာကြောင့်လဲဘာကြောင့်ဆူတောင်းတာလဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ကအကြောင်းအရာများစွာ၌ကျွန်တော်တို့ကကိုလုံနိုင်လို့လုံတယ်ပေါ့နော်ကိုမလုံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မလုံကြအောင်ဒီရာပေါ်မှာမူတည်ပြီးတော့မှကိုယ့်ရဲ့ဇာတိတွေးတာခွန်အားပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့တောင်းတဲ့စုတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ယနေ့ဖျားသခင်ဖော်ပြတဲ့ဒီနိုင်ငံတော်တက်တာအတွက်အလွန်အရေးကြီးတဲ့စုတောင်းခြင်းဆိုတာဘာလဲယနေ့ကျွန်တော်တို့ဒီကျေးဇူးတော်အတင်းတော်ကာလ၌ခိတ်၌ရှိနေတဲ့အခါမှာကျွန်တော်တို့ကဘာမှမလုပ်နိုင်ကြောင်းကျွန်တော်တို့ကဘာမှမတတ်နိုင်ကြောင်းဆိုတဲ့အရာကိုဖျားသခင်၌ဝန်ခံခြင်းတစ်မျိုးပဲဖြစ်ပါတယ်စာဒမနကအင်မတန်မှတကူကြီးတာဖြစ်ပါတယ်ကျွန်တော်အင်္ဂလိပ်စကားလုံးပေါ့နော်ကျွန်တော်လူမာက might ဆိုတဲ့တကူရှိတယ်လို့ပြောတယ် might ဒါပေမဲ့စာဒမာက mighty ဆိုစာဒန်ရဲ့တကူကကျွန်တော်ယနေ့ကျွန်တော်ရဲ့တကူထက်ပူပြီးတော့တာလွန်တယ်ဒါပေမဲ့ဖျားသခင်က almighty ဖြစ်ပါတယ်အရာအလုံးပါဝင်တဲ့ဖျားသခင်ရဲ့တကူပေါ်၌ကျွန်တော်ကမိခုချင်းဖြစ်ပါတယ်ဒီစုတောင်းခြင်းကအဲကြောင့်ဒီနေ့ကျွန်တော်စုတောင်းခြင်းဒီတကယ်ပဲဖျားသခင်ကိုကိုးစားခြင်းကျွန်တော်ဘာမှမတတ်နိုင်ပါဆိုတဲ့အရာပေါ်၌ဖျားကိုဝန်ခံခြင်းဖြစ်ပါတယ်။ဟိုသခင်ယေရှုဆုတောင်းခြင်းဒီယနေ့ကျွန်တော်တို့ကိုလေ့ကျင့်နိုင်ငံတော်တက်တာနဲ့အသက်ရှင်တတ်ဖို့လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်။ဒီအရာပေါ်၌ကျွန်တော်ဥပမာတစ်ခုပေးချင်ပါတယ်ဒီအရာကိုကျွန်တော်ဘရာဒါတယောက်ကကျွန်တော်ပြောဖို့တဲ့ဥပမာလေးပေါ့နော်။ဆိုတော့ယနေ့ဗာလေးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒီဖုန်းတစ်လုံးပေါ့နော်။ဖုန်းပဲဖြစ်ဆိုင်ကယ်ပဲဖြစ်ဖြစ်ပေါ့။နော်ဒီနေ့ကျွန်တော်တို့မှာဆိုလို့ရှိရင်တိုးမှာဆိုလို့ရှိရင်ကားတွေဘာတွေမမောင်းတတ်ဘူးတိုးလုံးများများမမောင်းတတ်ကြအောင်ဒါပေမဲ့အဲ့ဒီမမောင်းတတ်တဲ့ကားကိုကျွန်တော်တို့ကရုပ်တက်လာပေးလိုက်လို့ရှင်ဒါမင်းတော့ကားလို့လာပေးလို့ရှင်ကျွန်တော်တို့မမောင်းတတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘာလုပ်ကန်ရမှမသိသူများမောင်းတာတော့သွားတာတော့သိတယ်ဒါပေမဲ့ဘလူလုပ်လိုက်မှမသိဘူးနော်ဘလူစစ်ဖွင့်ရမယ်ဘလူဂီယာထူးရမယ်ဘလူစီယာတိုင်းကန်ရမယ်ဆိုတဲ့အကြောင်းအရာတွေကျွန်တော်မသိဘူးဆိုတော့အဲ့လိုပေါ့နော်ယနေ့ကျွန်တော်ကဒီပစ္စည်းကိုမယဉ်နီးတဲ့အတွက်ဒီကားနဲ့မယဉ်နီးတဲ့အတွက်ကျွန်တော်တို့မှာအခက်အခဲတွေရှိတယ်ဒါကကျွန်တော်တို့ကိုယနေ့နိုင်ငံတော်တက်တာ၌အသက်ရှင်တတ်ဖို့ယနေ့ဂျေဇုတော်ဆိုဒီအတင်းတော်အသက်တာ၌ကျွန်တော်တို့ကိုသင်ကြားပေးခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကသခင်ယေရှုဆိုတဲ့ဒီကားကိုဒီအတင်းတော်အသက်တာ၌ကောင်းမွန်မောင်းတတ်တယ်ဆိုလို့ရှိရင်နိုင်ငံတော်ခေတ်ကာလ၌ကျွန်တော်တို့ကအခြားသူတွေကိုတင်ပေးတဲ့ဘယ်လိုပြောမလဲ trainer တွေအခြားသူတွေကိုကျွန်တော်တို့ကတင်တန်းပေးတဲ့ပုံကိုယ်တွေဖြစ်ပေါ့နော်ဒါကြောင့်ဘုရားသခင်ကသခင်ယေရှုကဘာပြောလေးလို့ပြောတဲ့အခါမှာဒီလိုကတွေးပက်ပရှင်များဖြစ်ဒီနေ့တစ်ထောင်ကာလမှာအောင်မြင်တော်သူဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခြားသူတွေကိုအုပ်စုတော်ဘရှင်အဖြစ်ဘုရားခန့်အမေလို့ပြောတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အတင်းတော်အသက်တာ၌ဒီနေ့ကျွန်တော်တို့ကဒီဆုတောင်းခြင်းဆိုတဲ့အရာနောက်ပြီးဆိုတော့ကျွန်တော်ဥပမာပေးတဲ့ဒီကားဆိုတဲ့အရာကိုကျွန်တော်ဒီအတင်းတော်တက်တယ်ကောင်းမွန်မောင်းတတ်မယ်ဆိုလို့ရှိရင်နိုင်ငံတော်တက်တာနဲ့ဒီကားပဲကြုံဘာပဲကြုံပေါ့နော်ကျွန်တော်ကကောင်းကျွမ်းချင်းလောက်ကင်တက်မောင်းတတ်တဲ့အတွက်ကြောင့်ကျွန်တော်အခြားသူတွေကိုတနည်းပြောမယ်ဆိုရင်နီးပြလုပ်လို့ဆရာလုပ်လို့ရတယ်ပေါ့နော်ဟိုတခင်ယေရှုဒီစကားတော့ကိုလိုကိုချီးမွမ်းပါတယ်ကိုလိုဟာကျွန်တော်ကိုနေ့စဉ်တိုင်းကိုလိုနဲ့ထိတွေ့မွေးလျော်ဝမ်းမြောက်ဖို့ကျွန်တော်ကိုအလုံးစုံသောအရာ၌ပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ကဒီနိုင်ငံတော်တက်တာတွေစုတောင်းခြင်းကအရေးကြီးတယ်ဆိုတော့ဒီအရာပေါ်နဲ့ပဲမူတည်ပါဒီနေ့ကျွန်တော်ကဒီအတင်းတော်ခေတ်ကာလ၌ကျွန်တော်ကစုမတောင်းဘူးဘုရားသခင်ကိုမချီးမွမ်းဘူးမကူးကွယ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်ရှင်ခြင်းကဒီနိုင်ငံတော်တက်တာဆိုလဲမိလေနေ့တစ်ထောင်မှာကျွန်တော်ကဘလူးမှဆုလေတောင်းတမှာမဟုတ်ဘူးနော်နောက်ပြီးတော့ဘလူးဖျောက်ဘလူးကိုပြုတ်ကူးကွယ်ရမယ်ဆိုတာလေကျွန်တော်သိမှာမဟုတ်ဘူးဒီနေ့အခြားသောဂိုင်းကနာအနေဖြင့်ကျွန်တော်ကပါဝင်လှုပ်ရှားတယ်မြင့်ဆုတောင်းပါတယ်ဟုတ်ပါတယ်ကျွန်တော်ဆုတောင်းပါတယ်ဒါပေမဲ့ဘုရားသခင်အလူကြမဟုတ်ဘူးကျွန်တော်ရဲ့အလူကြဆုတောင်းနေတဲ့ဆုတောင်းချစ်တယ်ဒီຢာကအချင်းကြီးပါပဲကျွန်တော်ဘုရားကိုပြုတ်ကူးကွယ်တယ်ဘုရားကိုကျွန်တော်ချီးမွမ်းတယ်ဒါပေမဲ့ဒီဟာကျွန်တော်ရဲ့ဇာတိကျွန်တော်ရဲ့လုံနိုင်စွမ်းပေါ်မှာပဲတွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့လုပ်ငန်းစဉ်တွေကမာယွန်းနဲ့လမ်းဘက်မှာတွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီຢာတွေအချင်းကြီးပဲဖြစ်မှာမြက်6တစ်ပင်ကောက်ယူပေါ့နော်ဆိုရင်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာပါလေးဆိုရင်ဒီလိုပြောတဲ့အခါမှာကျွန်တော်ဒီတကယ်ပဲဒီဆုတောင်းခြင်းတက်တာနဲ့စစ်မှန်သောဘုရားသခင်ရဲ့အလိုကြအတိုင်းဆုတောင်းဖို့လိုပါတယ်။ဆိုတော့ဘုရားသခင်ရဲ့စီမံကိန်းနဲ့လွှဲချိုနေတဲ့ဒီဘုရားကိုပဲယုံကြည်ပါတယ်ဒီကျမ်းစာပဲဖတ်ပါတယ်။ဒါပေမဲ့ဘုရားရဲ့စီမံထားတဲ့လမ်း၌လွှဲချိုနေတဲ့အရာတွေပေါ်၌ဘုရားသခင်ရဲ့စီမံကိန်းကိုပြည့်စုံစေဖို့ဆုတောင်းသောအရာများဖြစ်ဖို့လိုအပ်ပါတယ်။ဒီဆုတောင်းချက်ပါလဲဘုရားသခင်အသေး၌ဆုတောင်းနေရ။ဘုရားသခင်ဘာလို့ခြင်းလဲအဲ့ဒီအရာပေါ်၌ဆုတောင်းတာ။ဦးဘာလို့ခြင်းလဲဆိုတဲ့အရာပေါ်၌ဆုတောင်းတာမဟုတ်။ဒီနေ့ခရစ်ယာန်တွေတော်တော်များများကျွန်တော်တို့တွေကဘာလဲဆိုရင်ဘုရားသခင်ဘာဖြစ်ခြင်းလဲဆိုတာကိုကျွန်တော်တို့ကမစင်စားဘဲနဲ့ကိုဘာဖြစ်ခြင်းလဲကျွန်တော်ဘာရခြင်းပါလဲ။ဘုရားသားသမီးဆိုတာဒီလိုနေရတယ်ဆိုတဲ့အရာပေါ်နဲ့ကျွန်တော်ဆုတောင်းတတ်တယ် no that is no အဲ့ဒါမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ကဘယ်လိုလဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်ဘာဖြစ်ခြင်းလဲဆိုတဲ့အရာပေါ်နဲ့ဆုတောင်းခြင်းကနိုင်ငံတော်အသက်တာအတွက်အရေးကြီးတဲ့ဆုတောင်းခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီဆုတောင်းခြင်းပေါ်နဲ့ယနေ့ကျွန်တော်တို့စစ်မှန်စွာပဲရည်အောင်စစ်မှန်စွာပဲကျွန်တော်တွေ့ကြုံခံစားဖို့လိုအပ်ပါတယ်ယနေ့ဒီအတင်းတော်ကာလ၌ဒီခေတ်ကာလ၌ဂျေဇုတော်လို့ပြောတဲ့အရာပေါ့နော်ခရစ်ယာန်လောကကြီးဒီအရာဒီကာလ၌ကျွန်တော်ကတကယ်ပဲစစ်မှန်သောဆုတောင်းခြင်းကိုဆုတောင်းတတ်မယ်ဆိုလို့ရှိရင်နိုင်ငံတော်ခေတ်ကာလ၌မီလီနီခင်းတဲ့တောင်း၌ကျွန်တော်ကအခြားသူတွေကိုဆုတောင်းလဲဆိုတော့ဒီလိုပါဆိုတဲ့အရာပေါ်နဲ့ကျွန်တော်ကပြောပြလို့ရတာဖြစ်ပါတယ်ကျေးဇူးတော်ပါပဲယနေ့ကျွန်တော်တို့ကိုနိုင်ငံတော်တက်တာ
နီဆန်သောဆုတောင်းခြင်းအသက်ရှင်ခြင်းအခွင့်ကိုဖျားပြင်ဆင်ပေးတဲ့နီလန်ပေါ်နဲ့ရက်တည်တော်သူလည်းဖြစ်အောင်။အိုးသခင်ယေရှုကိုလိုကိုချစ်ပါတယ်ကိုလိုရဲ့တည်င်းစကားတွေကအင်မတန်မှမွေးတယ်ဝမ်းမြောက်ဖို့ဖြစ်ပါတယ်ကောင်းပါတယ်ဟာလေလုယာအာမင်